ကျမတယောက်လုံးလာတာမတွေ့အောင်ရှင်ကဘတို့လိုက်နေနေတာမဟုတ်ပါဘူးချက်လိမိမထွက်သွားတာကိုကြည့်တာပါအော်ရှင်ကသူများမိမတော့မရှောက်ဘူးလေမရှောက်ဘူးလေမရှောက်ဘူးကိုရံပြတာဖြစ်လေတော်တော်မိမပါနေတယ်ရှင်တော့အာနာပါလေဒါပေမဲ့ကိုယောက်ျားကိုနိုင်အောင်ထည့်ရမယ်လေခဏလေးတော့ဟုတ်ပါမိမရဲ့သူတို့ဒီမြကြီးကြီးနုံနုလေးနဲ့ထွက်သွားတာအဲ့ဒါကိုကသွားတော့လိုက်ကြည့်မိတာပါလိုက်ကြည့်မိတာလေမကြည့်မိတာပြောနေရှင်ကလေကို့မိမဘယ်အချိန်ဈေးသွားမယ်ဘယ်အချိန်ဈေးပြန်မယ်ဆိုတော့စိတ်ဝင်စားပဲတဲ့ရှင်ဒီမှာလာထိုင်ပြီးသူများတကောင်လိုက်နေတာရှင်ကျမကိုဈေးလိုက်ဖို့ကိုစိတ်ကူးရှိဟာမိမအဲ့စကားမပြောနဲ့လေကွာအိမ်မကိုမေးတယ်မိမဈေးသွားမှာလားလို့ကိုမေးတယ်လေမေးတော့ကျမကျွန်တော်ဘယ်ချိန်သွားရှင်နဲ့ဆိုင်လားလို့မေးတော့ကိုထွက်လာတာလေဩဘယ်အချိန်သွားရှင်နဲ့ဆိုင်လားလို့မေးတာကိုရှင်ကအဲ့ဒါကိုကျမအတီပြောတယ်လို့ထင်နေတာပေါ့လေအော်မင်းအတီပြောလိုက်တာမဟုတ်လို့ကိုထွက်လာတာလေရှင်ကကျမတီပြောတယ်လို့ထင်နေရလေအဲ့ကျမရွေ့တာအတီပြောတယ်လို့မမှတ်နဲ့အဲ့ဒါကျမရွေ့တာဘယ်ရွေ့တာနဲ့မတူဘူးလေကွာကိုရင်းနေတယ်လို့ပဲအဲ့ဒါနဲ့ငါကအိမ်ရှိမှာခဏထိုင်စောင့်နေသေးတယ်နင်းသွားနိုးနဲ့စောင့်တယ်အဲ့နဲ့ပြီးလည်းမသွားဘူးတင်လို့မိမကိုသွားတော့မယ်နော်လို့ဒီလိုလက်လေးတက်တာပြောတော့ဒီလည်းပြန်ပြတယ်လေသွားလို့ပြောတယ်လေရှင်ကကျမကိုသွားတော့မယ်ဆိုပြီးတော့တက်တာပြတာမဟုတ်ရှင်ကစိတ်ထဲမှာလိုက်မပို့ရရင်အေးတယ်လိုက်မပို့ရရင်ကောင်းတယ်နေပလိစေငါသွားတော့မယ်ဆိုပြီးတော့ရှင်ကကြိတ်ပြုံပြီးတက်တာပြသွားတာမဟုတ်ဘူးလားမဟုတ်ပါဘူးမိမကမပို့ရတော့ဘူးတင်လို့တက်တာပြတော့မိမပဲကိုတက်တာပြန်ပြတယ်လေမဟုတ်ဘူးလေကျမဗညာကျမသွားမယ်ပြောမသွားဘူးပြောရှင်အိမ်ရှိမှာထိုင်ပြီးတော့ကျမကိုလိုက်ပို့ရမှာလိုက်ကြိုရမှာရှင်တောင်းဝင်ကျမကိုစောင်းရမှာရှင်ရဲ့တောင်းဝင်လေကိုသွက်လက်ရဲ့ဟာဒုက္ခပဲမိမငါ့ကိုဘလိုင်းတော့မရစ်ပါနဲ့ကွာရစ်နေတာမဟုတ်ဘူးရှင်ကိုသိစီကြလို့ပြောပြနေကျမမပြောတော့လေရှင်ကမသိဘူးလေပြောတော့လေရစ်တယ်ဆိုတော့ဗာလေရှင်ကကျမကိုအစတော့ကတော့ဒီလိုလေးပြုတ်ပြောတာလေးကိုကချစ်လာပါရဲ့ကြိုက်လာပါရဲ့အခုကျတော့ကျမဒီလိုတွေပြောတာရှင်ကရစ်တယ်လို့ထင်တယ်ပေါ့လေအဲ့လိုလည်းမထင်ပါဘူးမင်းအဲ့လိုပြောတာလေးကိုသဘောတွေကြာနေတာရှင်အဲ့လိုပြုံးပြီးပြောတာကမဟုတ်တာရှင်စိတ်ထဲမှာကျမကိုတော်တော်ကြီးကိုစိတ်တူပြီးတော့လေရှင်ကလေကျမကိုလေဘင်းနေညှက်သက်ချင်နေတာဒီမတမငါ့ကိုအဲ့လိုမျိုးတွေပြောနေတာငါစိတ်တွေတော်တော်တိုးနေပြီလို့ရှင်အဲ့လိုတွေးနေတာလေဟောအဲ့ဒီလိုမျိုးကိုယ့်ဘဝမှာတခါမှလည်းမတွေးခဲ့ဘူးပါမိမရဲ့ကိုတက်လက်ရဲ့တခါမှမတွေးဘူးဆိုတာတော့မဖြစ်နိုင်ဘူးရှင်တခါမှမတွေးဘူးဆိုရရှင်အ ਨੇ ဆုံးစိတ်ချိန်လောက်တော့ရှင်တွေးတယ်ဒုက္ခပဲကဲတွေးတယ်ကွာတွေးလားရှင်အဲ့လိုတွေးတယ်လို့ပြောရဲကွာရှင်အခါဆိုခါ200လောက်တော့ရှင်ကျမကိုတွေးလိုက်ဒုက္ခပဲကဲမိမငါတောင်းငါစစ်ကိုပြီးတောင်းမှာလေမိမရဲ့တောင်းမှာလေဆိုတော့ကျမပစိမ့်နဲ့ပေါက်ချင်နေတဲ့စိတ်နေမလားဟုတ်ပါတော့ပစိမ့်နဲ့ပေါက်ပါလားမိမရဲ့ကဲမင်းဈေးသွားမှာမလားဟုတ်တယ်လေဈေးသွားမှာအခုပို့ပေးမယ်တက်နေပါစေတော့ပြောမှသိတဲ့လူနဲ့တော့ကျမကသွားမနေတော့ဘူးကျမမှာ6လောက်ပါတယ်ကျမသွားမယ်နော်โอเคအဲ့ဒါဆိုလည်းပြီးရောကွာအော်ကျမမှာသွားမယ်ဆိုတော့ရှင်အတီးထင်လိုက်ပြန်ပြီကောဟာမင်းသွားမယ်ဆိုတော့ငါအတီးမတင်လို့ဘလို့ထင်ရမှာတော့ဟုတ်ပါတယ်ရှင်ကကျမကိုမပို့ချင်နေတာဟုတ်ရင်လည်းမပို့ချင်တာပါရှင်ဘယ်မိန်းမကိုပို့ချင်လို့ကျမကိုတင်ပြီးရောဆိုပြီးတော့ပြောတာလေပြောကြည့်လိုက်မင်းကငါပို့မယ်လို့တော့မင်းချစ်တော့နဲ့မင်းသွားမယ်ဆိုလို့လေကျမရွေးတာလေရှင်အလိုက်လေးတော့သိရမှာပေါ့အရင်ကဆိုလို့ရှိရင်အော်ငါချစ်သူလေးမျက်နှာလေးဘလို့လေးဖြစ်သွားတာနဲ့ဘလို့လေးစောင်းကြည့်လိုက်တာနဲ့ဘလို့လေးရွယ်သွားတာနဲ့ဘာလေးဖြစ်နေတာဘာတွေတွေးနေတာဆိုတာသိတာအခုရှင်မသိတော့ဘူးသိတယ်သိလို့လေအခုမင်းသွားမှာလားလို့မေးတယ်မင်းသွားမှာလားသွားမယ်လေဆန္ဒလည်းမသွားဘူးဘူးသွားမယ်တက်โอเคကူလာလို့ရှင်းလေးနဲ့တိုးမယ်လေရှင်ကျမကိုသိချောင်းချက်နေတာမကြမ်းပါဘူးမင်းကိုရှင်းလေးနဲ့တိုးမယ်လို့လေငါပြောတယ်မင်းထိုင်နေလေဘာမှမဖြစ်ငါဆိုင်ငါနိုင်တယ်အစောစီးရကြိုးပြောလေတက်ထိုင်နေလိုက်ရပြီပြဿနာတက်နေပါဆိုမင်းလုံးလိုက်ရှင်းမလို့နောက်မလို့လုပ်တယ်နေပါဦးမတူကြို့ရှင်းနေတာဘာဖြစ်နေတာမင်းပို့ပေးဖို့လေရှင်ကပို့ပေးပါကွာရှင်းနေတာလေရုပ်ရက်တီးနေတယ်ဗါလေကျမကိုတိတ်ပြီးတော့မပို့ကျင်တဲ့ပုံစံမျိုးဖြစ်နေမှာလားပို့ကျင်လို့ပဲအခုပဲဘေးရွက်ပေါ်ရောက်နေပြီမိမရဲ့ပို့ဆိုလို့ရှိရင်ရှင်းမျက်နှာလေးကိုပြင်လိုက်လေနည်းနည်းပါးပြုံးလိုက်လေစိတ်မပါလက်မပါနဲ့ပါပါတယ်ကျမကိုရွဲတာလားအော်မင်းမပြုံးဆိုလို့ငါပြုံးနေတယ်လေပြုံးတော့ပဲပြုံးလိုက်တာလေရှင်းကသွားပြီးပါဖြဲနေရလေမဖြဲတော့တနေ့အိမ်လုတ်တွေဆိုလောက်ကြတာခါတိုင်းပင်မလိုက်တာဘာလဲလူတွေကအဲ့ဒါမျိုးပြောတော့မိခိုတဲ့တော်တော်မိခိုရွားချတယ်နေသမ်းမအောင်ရှင်းရဖို့ဘာလို့ဆိုင်လဲလို့မလုပ်ပါဘူးအခုမှအတန်ကြားတာလေ तू အဲ့လိုလာနေမင်းပြောလိုက်တဲ့အတိုင်းပဲငါလှုပ်ထားတာပါဟုတ်ပါဘူးရှင်ဆိုင်လှုပ်ထားတာနေမှာပါမလုပ်ဘူးအခုအတန်ကြားတယ်လေတွေ့လားမင်းပေးထားတဲ့အတိုင်းပဲငါလှုပ်ထားတာဟုတ်လားရှင်းကိုကျွန်မပြောဦးမယ်နော်မဟုတ်ခဏလေးဖုန်းကင်လိုက်အောင်ပဲဟယ်လိုဟုတ်ကဲ့ပါကျွန်တော်
အစိုးရသေးလို့ကျွန်တော်ကလေးအကြောင်းမပို့သေးတာပါလာမှာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကျွန်တော်စားပြီးတယ်နဲ့ထွက်လာခဲ့မှာပါအပူအနေအကြောင်းမနှောက်မကြပါဘူးဟုတ်ကဲ့ယောဒီမှာရှင်းအောင်ကျမပြောမယ်ကျမအိမ်လုတ်တွေတနေ့လောက်ကြတာလေအရှင်းနဲ့အနောက်နဲ့ကိုတောင်းတောင်းအောင်လုပ်ကြတာနှစ်ဖူးကရွှေခြေမကြတယ်ဒီမှာကိုတော့လည်းရှင်းရလေအပြင်းမှာအလုံးလုံးနေရတယ်ဆိုပြီးကျမကိုတင်းတင်းလေးဆက်ဆံနေတာငါလည်းတခုံးမှလည်းမပြောရပါဘူးရှင်းနဲ့ကျမလည်းနေရလဲမလားရှင်းအိမ်လုတ်တွေလုပ်လေကျမအပြင်ပြီးတော့အပြင်ထွက်ပြီးတော့စီးပွားချလိုက်မယ်ငါလုပ်ပါမယ်နင်းအိမ်ကိစ္စနင်းကနေလုပ်ပါမလေးဒါနဲ့ဒီဖုန်းရခဏလာနေခဏဟယ်လိုဟုတ်ကဲ့ရပါတယ်ဟုတ်ကဲ့ပါအခုလာခဲ့ပါမယ်ဟုတ်ကဲ့ဟယ်လိုချလိုက်တော့အဲ့ဖုန်းကူချလိုက်တော့ဘာလို့လဲချလိုက်တော့အဲ့ဖုန်းချလိုက်တော့မကိုင်းနဲ့တော့ပတ်စင်ဂျယ်တွေပါပတ်စင်ဂျယ်တွေလမ်းခေါ်နေတာပတ်စင်ဂျယ်ဟုတ်လို့လားဒီလိုမျိုးပြောမယ်ဟိုကဘာလဲဟာတော့ဝင်ကပါလေဟာတော့ဝင်ကပါရိုက်ထားတယ်လေဇလန်နဲ့ဘာဖြစ်တယ်ကိုလင်းအောင်အသေးကြော်ဘာဘူးဖြူစင်ဆုံးတို့ခါကြရှိသေးတယ်မလေးတချို့တွေပါလေ3လုံးတို့5 လုံးတို့ရှင်အဲ့လိုတွေမှတ်ပြီးတော့အဲ့လိုအချို့တွေချိုးတော့ကျမမပြေနဲ့တော့ကိုတော့လက်ဩငါဘယ်မင်းငယ်နဲ့မှလည်းအဲ့လိုတွေလည်းငါမမှတ်ထားပါဘူးငါအလုပ်ကိစ္စနေဖုံးပေးထားလို့ပေါ်လာပြီတွေ့လားဘာမှတော့မပြောရသေးဘူးရှစ်ပါးဆက်ကမရင်ငယ်လို့ပေါ်လာပြီဆိုတော့ရှင်အနည်းဆုံး2ယောက်တော့ထားတယ်မလားကိုတော့လက်ငါမထားပါဘူးလို့အဲ့ဒီမှာဖြူစင်ဆုံးဘာဘူးတွေလည်းငါမသိဘူးဘာလဲကိုလင်းအောင်အသေးကြော်တွေလည်းအလုပ်ကိစ္စပါမင်းမရဲ့ဘာအလုပ်ကိစ္စမှမကိုင်နဲ့ပတ်စင်ဂျယ်ကိုခေါ်တာပတ်စင်ဂျယ်ထားလိုက်ကျမပြောတဲ့စကားကိုရှင်ဆုံးအောင်နားထောင်လိုက်အောင်ကိုသက်လက်နော်အခုဒီမှာဖုန်းမကိုင်နဲ့လို့ပြောနေတယ်ပြီးဟာအလုပ်ကိစ္စလေးတော့မပြောအောင်နင်းဟာရှင်အဲ့လိုချိုးမယ်ဆိုတော့နော်ကိုသက်လက်ကျမကိုဘာထင်နေလဲကဲမရင်ငယ်လည်းမနေပါဘူးသူ့ဘာသူဟိုဘက်ကဟာသားဝင်ကပါဟာသားရိုက်တာနဲ့ငါအဲ့တော့မရင်ငယ်နေရနဲ့ဘာဆိုင်လို့တော့ပြောလို့မရဘူးလေရှင်တို့အိမ်ကမိန်းမကြီးကိုစိတ်ကုန်လာပါပြီဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အပြင်မှာစမောလေးထားကျင်နေလားမသိလားကျမရှိကိုရေကိုဆွဲဆောက်လိုက်မှာနော်သိပါတယ်စမောထားအောင်လဲငါနေ့တယောက်တည်းတော့မနေ့ရှာကျွေးနေရတာပါအခုတော့ရှင်ကပင်မပြီပေါ့လေဟုတ်ကဲမပြောတော့ပါဘူးဟာငါစိတ်တွေညစ်လို့ပါညကြည့်ပါငါဟိုစီလေးရတယ်ဟာနည်းနည်းပါရွှွှွလေးတော့ထဲမှာပေါ့အမလေးဖေကိုတော့လက်ရှင်ပေးရဲ့ပတ်စံတယ်လေကျမဘလို့လောင်းအောင်ချရတယ်ရှင်းသိလားစီတပိတ်တာဘလောက်လဲရှင်းသိလို့လားဟမ်ရှင်းသိလားစီတပိတ်တာဘလောက်လဲရှင်းသိလားရှင်ပေးတဲ့ပတ်စံလေကျမရေဘဝတစ်မျိုးမီးဘဝတစ်မျိုးအိမ်လာကတစ်မျိုးဘာကြီးကတစ်မျိုးရက်ွက်တခြားကိစ္စလေးပေးရတာရှိသေးတယ်ရှင်းသားလေလားငါပြောတာစီနေတယ်လို့တလုံးနဲ့ပြောလိုက်နင်ငါ့ကိုတောက်လွတ်တာဆိုတာရှင်းတလုံးနဲ့ပြောပေမဲ့အဲ့တလုံးနဲ့ရဲ့အတိတ်ပဲကြီးအနောက်ကအများကြီးပါတယ်ကိုသက်လက်ရဲ့ရှင်းလို့နားမလဲလေလူကျမနားလဲအောင်လို့ပြောရမှာပဲရှင်းကိုပြောချင်လို့ပြောနေတာမဟုတ်ဘူးအမလေးကျမအားလေးပေါက်လို့တနေ့ပြောရတာကျမမောလို့ပါကိုသက်လက်ရဲ့တိတ်ပြီးပြောချင်ပါဘူးနော်မထက်ပါနဲ့တော့ဒီတိုင်းလေးကဒီကောင်စားလို့ကောင်းနေတာဟုတ်လားကောင်းစားလေးစားပြီးရင်ရှေ့ကလေးသွားဆွဲရမှာမလားတော့အေးပါသမီးလေးတော့စားပြကြုံနော်အမြဲပါပြဿနာပဲပြန်လှည့်အောင်ပဲဘာကိစ္စရိုက်တာလဲဝေးပါဘာကိစ္စရိုက်ရမှာလဲရှင်ကကျမဖုန်းခေါ်ကြီးကြိုင်ရမှာဆိုလို့ဖုန်းကိုအိမ်မှာထားရတယ်ဗောလေဟုတ်ပါမေးပါရဲ့အဲ့ဘုံမေးကြခဲ့လို့ငါလာယူတာပါ